အားလုံးပဲမင်္ဂလာပါလို့เนาะဒီဗီဒီယို short လေးကိုတွေ့ပြီဆိုရင်ကျွန်တော်ကိုရီမိုက်က subscriber လေးနှိပ်အသေးလေးတွေပြီးလမ်းမလေးတွေထောင်ထားပေးပါအောင်လို့ကိုရီကြီးကဒီနေရာကနေပြီးတော့မြေတားရက်ခံပါတယ်အဲ့တော့ဒီကနေ့ညနေ4:30မှာကိုရီကြီးရဲ့ကိုရီမတွေအားလုံးအောင်မြင်မှုရရှိအောင်လို့ကိုရီကြီးအတက်နိုင်ဆုံးရွေးချယ်သုံးသပ်ထားတဲ့နောက်ဘိတ်ကတော့16နောက်ဘိတ်ထိုးခွက်ကတော့96နဲ့41သူရဲ့လက်ရှိအနေထားရအဲ့ဒီကဏ္ဍနှစ်ကွက်ဒီကိုရီရဲ့အကြိုက်ဆုံးကဏ္ဍနှစ်ကွက်ဖြစ်တဲ့သူတို့ဒီနေ့ညနေ4:30မှာဗရိတ်တူဗရိတ်ကဏ္ဍတူကဏ္ဍနဲ့ဒါဆိုလို့ချင်းကိုရိုက်တို့ကဗရိတ်တူဗရိတ်ကိုပဲဖမ်းမယ်။ဘာဖြစ်လို့လဲဆိုတော့တနင်္လာနေ့က7:00 မိနစ်မှာ9ဗရိတ်ထွက်ထားတယ်။ညနေ4:30မှာ2ဗရိတ်ထွက်ထားတယ်။ဒါဆိုလို့ချင်း6အပိတ်နဲ့2ဗရိတ်ရိုက်လို့ရတယ်လို့6အပိတ်နဲ့9ဗရိတ်ရိုက်လို့ရတယ်။ဒါကြောင့်မို့ကိုရိုက်ကြီးက9ဗရိတ်ဘက်ကိုရွေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်9ဗရိတ်ကို41နဲ့96ဆိုတဲ့ကဏ္ဍကိုအဓိကထားပြီးဦးစားပေးရွေးလိုက်တယ်။တခြားအကြံတော့9ဗရိတ်လည်းဖြစ်နိုင်တယ်လို့တခြား2ဗရိတ်လည်းထပ်ဖြစ်နိုင်တယ်။ဟုတ်ပြီနော်။ဒါဆိုအကောင်းဖြစ်ပါစေ။